မင်းမရှိရင်အသက်မရှင်ခြင်းဘူးဆိုပြီးလက်ပေါ်ကိုဗလိတ်ဓားလေးကောက်တင်တော့တငယ်ချင်းကထအော်တယ်ဟဲ့ငါလက်ကြီးတဲ့အောင်မြင်ခြင်းရင်စောစောအိပ်ပါမအောင်မြင်ရင်တော့အိပ်ရေးဝတာပေါ့အောင်မြင်တဲ့သူအများစုကပိုက်ဆံအရင်ရှိတာမဟုတ်ဘူးလေကြီးမိုးကြီးတွေအရင်ပြောတာပါဒီမှာအဆက်ကွဲမှာကြောက်ပြီးတော့ကျွဲလို့နွားလို့လှုပ်ရင်အောင်မြင်လာတာပါဒါကြောင့်ဘဝမှာအောင်မြင်ခြင်းရင်စောက်ကြီးစောက်ကျဲအရင်ပြောပါစံတအိတ်ထမ်းလိုက်တာ3ရက်လောက်ရှိပြီခါနာနေတာဒီအတိုင်းဆိုရုပ်ကလေးပြစားတဲ့အလုပ်ပဲငါနဲ့အဆင်ပြေမယ်ထင်တယ်ငါတော့ပတ်ဝန်းကျင်ကိုဂယုမဆိုင်ဘူးပတ်ဝန်းကျင်ကတော့ငါ့ကိုဂယုဆိုင်တယ်ချစ်စရာကောင်းလို့တဲ့ငါ့ကိုကြိုက်ရသားနဲ့ငါပြန်မကြိုက်လို့ငါ့ကိုမကြိုက်တော့တာငါမကြိုက်ဘူးနော်ရီးစားဟောင်းကိုတတိယဖို့မပြောနဲ့အိမ်ကဝယ်ခိုင်းတဲ့ဟာတောင်လမ်းထိပ်ရောက်ရင်မေ့တာစိတ်ညစ်လို့ပြင်းတဲ့အချိန်တချင်းអော်ဆိုဖြစ်တယ်အနားမှာရှိတဲ့သူတွေပါစိတ်ညစ်အောင်လို့ကျွန်တော်ဟာလူသားပါမကောင်းတာလည်းရှိတယ်လို့ကောင်းတာလည်းမရှိဘူး2026မှာဘသူနဲ့မှတက်အောင်နေဖို့အစီအစဉ်မရှိဘူးနင်တို့ပဲငါနဲ့တက်အောင်နေကြအသားမဲပါတယ်ဆိုမွေးရပါလားဆိုတော့မဟုတ်ဘူးပြင်းလို့မိထိုင်กินထားတာချစ်မိတော့မှလို့ပဲပြီးမှအနိစ္စဒုက္ခအနတ္တပါလားဆိုပြီးအသိစိတ်လေးကတ်လိုက်ရတယ်ရည်စားမရှိလဲကိုကြိုက်တာကိုစားနေရရင်ပျော်နေတဲ့အဖွဲကတတ်တတ်ရှိတာနှွေးဦးရောက်ပြီဆိုတော့အိပ်ရေးပြတ်တော့မှာပဲညတာရှည်တဲ့ဆောင်းရာသီမှာတော့ငါကအိပ်ရေးမဝဘူးအငယ်ဆုံးသမီးတွေကိုယူကြပါထမင်းဟင်းချက်တာတော့တော့မပူနဲ့ငတ်မှာရီးစားအသည်ထားတော့မှာမလို့ဗလတောင်တောင်နဲ့အားကိုးလို့ရမယ်ကောင်လေးတဲ့ပြပေးထိုက်၏ပုံတင်လိုက်ရင်မော်ဒယ်လိုအပြင်မှာကြအကျော်တယ်လိုနဲ့ကောင်ကစားပါအောင်ဆိုတာလူမှုရေးအရမေးတာပါတကယ်ယူစားရင်လုံးဝမကြိုက်ဘူးညမအိတ်ခင်ဆိုစောက်ကြီးစောက်ကြီးတွေစိတ်ကူးရင်လိုက်ရမှအိပ်ပျော်တာ